စကိုင်းတိုင်းအထက်ဘက်ကကတာမြို့မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းတက်ခတ်မှု60ကျော်ထိပြုလုပ်ခဲ့တယ်လို့ကချင် News Group ကဖော်ပြပါတယ်။ဒီဇင်ဘာ29ည9:00နာရီလောက်ကစပြီး Y12 လေယာဉ်နဲ့အခြေ60ကျော်ထိတမျိုးလုံးကိုပတ်ပြီးပို့ကျဲတယ်။မနက်ပိုင်းမှာတော့အရသားတွေကိုမြို့ထက်ကနေထွက်ခွေပေးတဲ့အတွက်ဆိုင်ကယ်တွေကားတွေမြို့ထဲကနေထွက်ပြေးနေကြတယ်။အတော်များများကတော့ဖူးကြီးကျောင်းနဲ့ဖျားညောင်းတွေမှာသွားရောက်ခိုလုံနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။တော်လိုင်းတပ်တွေကကတာမြို့အဝင်ရှိခမရ300ကိုအဓိကထားတိုက်ခိုက်နေပေါ်ရပြီးမြို့ထဲရက်ကွက်တွေမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။အချို့သတင်းဌာနတွေကဆိုရင်နေရာတော်တော်များများကိုတော်လိုင်းတပ်တွေကသိပ်ပိုက်ထားပြီးစစ်ကောင်စီတပ်သား50ခါထိလက်ရဖမ်းမိထားတယ်လို့ဖော်ပြပါတယ်။ဒါပေမဲ့တော်လိုင်းတပ်တွေဘက်ကတော့အခုချိန်ထိကတာတိုက်ပွဲကြောင်းတစုံတရာသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။ချင်းပြည်နယ်ဖလန်းမြို့နယ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်သား4ဦးကိုလက်ရဖမ်းမိလက်နက်ဆက်လက်ကသိမ်းမိတယ်လို့ချင်းဝေါ်မီဒီယာကဖော်ပြပါတယ်။ဒီဇင်ဘာ29ကဖြစ်ပွားတဲ့ခွန်လီရွာဘက်ကတိုက်ပွဲမှာအခုလိုဖမ်းမိသိဆိုးလက်နက်တွေသိမ်းမိတာလို့ချင်းမြို့သားကာကွယ်တပ်ဖွဲ့ CNDF ပြောခွင့်ရစလိုင်းတင်မီကပြောပါတယ်။အခုတိုက်ပွဲဖြစ်နေတဲ့ခွန်လီတောင်ကြားဟာဖလန်းမြို့အနောက်ဘက်ဆယ်မိုင်ကျော်ကွာမှာရှိပြီးဒီဇင်ဘာ28မှာထိုးဝင်လာတဲ့စစ်ကောင်စီတပ်ကိုချင်းတော်လိုင်းတပ်ဖွဲ့စုကပြန်လဲတိုက်ထုတ်နေတာလို့သိရပါတယ်။မကွေးတိုင်း6မြို့နယ်အဝင်ရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်ပါဝင်နေရာ3ခုကိုတော်လိုင်းတပ်တွေကဝင်တိုက်ရမှာစစ်တပ်ဘက်က10ဦးသေ20နီးပါးဒဏ်ရာရတယ်လို့မကွေးခရိုင်အမှတ်2တိုင်းကသတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာ23မနက်9:00နာရီခန့်မှာ6မြို့နယ်ဖူကိုကြီးရွာအနီးတပ်ဆွဲထားတဲ့စစ်ကောင်စီစခန်းကိုတိုက်ခတ်ရမှာစစ်သား4ဦးသေဆိုတဲ့မွန်လွဲ12နာရီခန့်မှာအမြန်လမ်းပေါ်ရောက်လာတဲ့စစ်ကောင်စီရင်တပ်ကိုတိုက်ခတ်ရမှာစစ်ဗိုလ်2ဦးသေပြီး6ဦးဒဏ်ရာရတယ်လို့ဆိုပါတယ်။တခါဒီဇင်ဘာ25မွန်လွဲ2နာရီခန့်မှာ6မြို့မြောက်ဘက်အဝင်ကကြောက်တဲဂေးကစစ်ဆေးဂေးကိုဝင်တက်ရမှာစစ်သား3ဦးပြင်းထန်စွာဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီနောက်ဒီဇင်ဘာ29ရွေးကောက်ပွဲအကြိုနေ့မှာကြောက်ပတောင်းဘက်ကနေထွက်လာတဲ့အင်အား200ကျော်ပါစစ်ကောင်စီရင်တပ်ကိုမိုင်းဆွဲတက်ခတ်ရမှာစစ်သား3ဦးသေ10ဦးဒဏ်ရာရတယ်လို့ဖော်ပြပါတယ်။ဒီတက်ခတ်မှုတွေကိုမကွေးခရိုင်စစ်ဌာနကွက်ကဲမှုနဲ့တူမကွေးခရိုင်အမှတ်2တိုင်းရင်အမှတ်1တိုင်းရင်6 Revolution Army ဒေါင်းရင်သွေး LPDF တို့ပူးပေါင်းဆွဲတယ်လို့ဖော်ပြထားပါတယ်။ကရင်ပြည်နယ်ဖာပွန်မြို့ဗျူဟာကုန်းဘက်မှာတိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူနဲ့ပြင်းထန်ခုခံနေတယ်လို့ Green Information Center ကဖော်ပြပါတယ်။ဒီဇင်ဘာ29မှာကရင်မြို့သားလူမျိုးတပ်မတော် KNL နဲ့မဟာမိတ်တပ်တွေကလာလက်ချီဝိုင်းရံပိတ်ဆို့ထားတဲ့ဖာပွန်ဗျူဟာကုန်းကိုထိုးစစ်အရှိန်မြင့်ရကနေစစ်ကောင်စီကလေကြောင်းပစ်ကူသွပြီးအပြင်းထန်တိုက်ခိုက်လာတာဖြစ်တယ်လို့တပ်မ9ဒေသပြောခွင့်ရဒုဗိုလ်မှူးကြီးစောကလက်တို့ကပြောပါတယ်။တော်လှန်ရေးပူးပေါင်းတပ်တွေကဗျူဟာစခန်းကိုဝိုင်းထားတယ်။စခန်းငယ်တော်တော်များများကိုရထားပြီးဖြစ်တယ်။ဗျူဟာကိုတော့မရသေးဘူး။အဲ့ဒီချိန်မှာစစ်တပ်ကဗျူဟာကိုမကြရတဲ့အတွက်လေကြောင်းပစ်ကူနဲ့အသေးအံကြိုးစားနေတာလို့ဆိုပါတယ်။2024မလမကလေးကဒီဗျူဟာကိုတော်လှန်ရေးတပ်တွေကပိတ်ဆို့ထားတာဖြစ်တဲ့အတွက်ကိုလန်းကနေစစ်ကူမလာနိုင်ပဲလေကြောင်းကိုပဲစစ်တပ်ကအားထားနေရတာဖြစ်ပါတယ်။အခုတိုက်ပွဲပြန်စားချိန်မှာလဲကိုလန်းကနေစစ်ကူလာတဲ့စစ်ကြောင်းတွေကိုကမောင်မောင်ဖက်မှာကလေးကတော်လှန်ရေးတပ်တွေကဖျက်တောက်တိုက်ခိုက်ထားတယ်လို့သိရပါတယ်။ဖာပွန်ဗျူဟာကုန်းမှာခမရ343နဲ့341တမတော်ဆေးယူတဆာရ21တို့ရှိနေဆဲဖြစ်ပြီးအခြားတိုင်းရတွေဖြစ်တဲ့ခလာရ19ခမရ434ဆဆနာ642နဲ့ဖာပွန်ကမောင်မောင်လမ်းပေါ်ရှိစစ်ကောင်စီစခန်းတော်တော်များများကို2024မလမ်းမှာကလေးကတော်လှန်ရေးတပ်တွေကသိပိုက်ထားပြီးဖြစ်ပါတယ်။ဒီဇင်ဘာ28ရွေးကောက်ပွဲနေ့ကဒဝယ်မြို့ရှိတနင်္သာရီတိုင်းအစိုးရရုံးတိုက်ခိုက်ခံရမှုတွင်ရိုးမျက်နှာကျက်ပေါက်ပြဲသွားပြီးလာဝကအရာရှိတူထိခိုက်ဒဏ်ရာရတယ်လို့ဒဝယ်ဝက်ရှ်ကဖော်ပြပါတယ်။ဖေးဝင်းဒရိုးနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီးအစည်းအဝေးခန်းမှာမျက်နှာကျက်ပေါက်ပြဲသွားတယ်လို့တပ်ပုံမှတ်တမ်းနဲ့တကွစစ်ကောင်စီဘက်ကဒီဇင်ဘာ29မှာသတင်းထုတ်ပြန်ပါတယ်။ဒေသခံတွေဝန်ထမ်းအတိုင်းဝိုင်းတွေရဲ့ပြောဆိုချက်အရ28မနက်8နာရီခန့်မှာဗုတ်ထိတယ်။ရုပ်ခုံမှုဘောကရေတိုင်ကြီးတွေပေါက်ပြဲသွားတယ်။မျက်နှာကျက်နည်းနည်းပြက်တယ်။ရေတိုင်ကြီးခံထားလို့တော်သေးတယ်။တယောက်ပဲလက်မအစားထိတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒဏ်ရာရသူဟာတိုင်းလာဝကဦးစီးမှုလို့သိရပေမဲ့စစ်ကောင်စီဘက်ကတော့ရိုးမျက်နှာချက်ဘိုးထိတာကိုပဲပြောပြီးဒဏ်ရာရသူအကြောင်းပြောဆိုခြင်းမရှိသေးဘူးလို့ဖော်ပြထားပါတယ်စကိုင်းချင်းအစဒေသရှိကလေးဒေသတော်လှန်ရေးတပ်ကလေး Revolution Force KRF ရဲ့အခြေခံစစ်တပ်ပတ်စဉ်သို့တင်နဆင်ဘက်ကိုပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပတယ်လို့တပ်ပုံမှန်တန်းထုတ်ပြန်ပါတယ်အလံလေးပြူတာသစ္စာဆိုတာထူးချွန်ဆိုရသူတွေကိုဆုချီးမြှင့်တာတင်နဆင်ရဲဘော်တွေချီတက်အလေးပြူတာစားတဲ့ပုံတွေကိုဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်ခင်ဗျာ